အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ Roblox CC Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့အရင်ဘောင်းဆောင်ပြီးတော့အပြေးပြိုင်လို့ရတဲ့ဘောနော်စပီး9599ဆိုတဲ့ game ကလေးကိုစပြတ်သွားမှာပဲဖြစ်ပါတယ်ရှင်ကဲရောက်ပါပြီဒီလိုမျိုးလေးဘောနော်ဟိုလေးကတော့အပြေးရတဲ့နှင်းနေတယ်ဘောနော်ကျွန်တော်နည်းနည်းလေးသွားမှာပေါ့နော်ကျွန်တော်တို့ကနည်းနည်းလေးပျောက်တယ်ပေါ့နော်အဲ့လိုပျောက်တာလေးကနည်းနည်းလေးညံတယ်ပေါ့နော်အဲ့ဒါမှအမလေးရင်ခုန်လိုက်အမလေးအတူညာကြီးရလဲပြောရင်းနေခုန်တယ်အဲ့လိုပေါ့နော်အဲ့လိုမျိုးဆော့ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်ဝင်းက3ရပဲရှိတယ်ပေါ့နော်ဒီကတော့ခုန်ရတဲ့ဟာဒီပေါ့နော်ဖြည်းဖြည်းနဲ့ခုန်ရတာပေါ့နော်ပြက်ဝဲကြတယ်ဟောတာပဲမိုက်တယ်ပေါ့နော်ခုံရတယ်ပေါ့ဒါကြတော့လုံးလေးပဲပေါ့တက်ပြီးတော့မျိုးလေးရှောင်းရတယ်ပေါ့နော်အဲ့လိုမျိုးရှောင်းလို့ရှိရင် one way ဆိုတာနဲ့ပေါ့နော်ဦးလေးတစ်လုံးကိုဖောက်လို့ရတယ်ပေါ့နော်ဒီလိုတော့မဲအဲ့ဘောလုံးကြီးကလည်းအားမြတ်တယ်ပေါ့နော်ဒီဘက်ကနေရှောင်းမယ်ရပြီပေါ့နော်ကဲတော့အမလေးလာပြီတော်သေးနောက်တစ်ခုတမမနော်ဒီနလေးမှာကိတ်တော့မကဲဘူးလို့ပဲရှိတယ်အလုံးဝလာနေပြီပါဒီဘက်ကကမမနော်လာပြီလိုက်တော့ဒီပဲနောက်တစ်ခုကိတ်ကောင်းမှာကလိုက်မယ်တော်တယ်နေဟိုဟာဖြစ်နေအောင်မယ်ရပြီတင်ကဲနိုင်ပါပြီသူအပလက်တိုးနေဟာငါ့ကိုဘသူတိုးနေလဲမသိဘူးဘသူတိုးနေလဲတော့မသိဘူးမိုက်တယ်ဗနန်ဒီလိုမျိုးလေးဒီမျိုးပေါ့နော်စပီကိုဒီလိုမျိုးတဖြည်းဖြည်းနဲ့ထဲဝင်းဆိုတာပေါ့နော်10ခေါက်နိုင်မှဝင်ခွင့်ပေးမယ်ဆိုတဲ့အကြောင်းပေါ့နော်ကဲဒါကြတော့အပြေးပြန်ရတာပေါ့နော်စပီ58နဲ့အပြေးပြန်တော့မှာပဲဖြစ်ပါတယ်ဟုတ်တော့ပြောချင်တာကသူကဒီနေ့ကိုင်းနေပြန်ရရင်ဒီအရှိကြီးပေးထားရပေါ့နော်အရှိကြီးစီပေးတာဆိုတော့မြေဖနာကတော့မြင်လာတာ96လောက်တော့ရှိပြီပေါ့နော်ဘယ်နော်စီပြောချင်တာအဲ့လိုဘယ်နော်နယ်လေးတရားလုံးကျော်ပြီး130ကျော်140အဲ့လိုမျိုးပြည့်နေပေါ့နော်အဲ့လိုပြည့်ကြလို့ရှိရင်လေသူကတကယ်အဲ့လိုမျိုးလေပေါ့နော်နေတော့မယ်တော့တဖြည်းဖြည်းနဲ့မြင်လာတယ်ပေါ့နော်လေးပေါ့နော်တဖြည်းဖြည်းနဲ့မြင်တယ်ပေါ့နော်သူဟာလေးကတားဆုံးလို့လည်းကောင်းတယ်ပြီးရင်လည်းသူတရားပေါ့နော်နိုင်လဲဥကလေးတွေကိုဖောက်ပေးတယ်ပေါ့နော်ဝါရှိခုန်နေရတယ်ကဲအချိန်ပြေသွားပါပြီကဲအပြေးရတော့မြင်လာပြီပေါ့နော်အဲ့မြင်ပြင်းပြအောင်လောက်ရတယ်ပေါ့နော်အပြာရောင်လေးပေါ့နော်အပြာရောင်သေးဆိုတဲ့ဟာလေးကကျတော့လောက်ကနေပြီးတက်မြတ်သွားတဲ့ဟာလေးပေါ့နော်အဲ့လေးယူမယ်ဒီမှာဒီလိုလေးပေါ့နော်အဲ့လိုလေးပေါ့အဲ့ဟာကတစ်ခေါက်နိုင်မှရတာပါသုံးခေါက်နိုင်လို့ရှိရင်အနည်းငယ်ရပါပဲဟိုမှာဒီပေါ့မလေးပြင်းနေရပြီမသိနေတဲ့ဒီအနည်းငယ်ကြီးကိုသိမနိုင်ဆိုတာပြင်းမလားတပမင်းရွှေ့နေကြည့်ချင်းတော့ထဲသွားပြီလို့ကဲဒါလေးကိုပြင်မယ်ဒါလေးကတော့ easy လေးပေါ့နော်ဒါပေမဲ့ဟိုရှိနည်းလေးဝါလေးကတော့တအားကိုပေါ့အခက်တဲ့ဒီလေးမရောက်ဆိုကြည့်ပါလားဟုတ်ကြတအားကိုဖြစ်တာဒါဆိုပြန်လို့မပေါ့နော်မနိုင်ဘူးဒီလိုတိတိလေးနဲ့မနိုင်ဘူးကဲဟိုပြန်ခုံကြည့်ဒါပြန်ပြီးအခါမဲဝိုင်းကောင်းလေမစံသေးရပဲဒီလိုခုံမဲရောခုံမဲရောခုံမဲနောက်ဝင်တခုမနိုင်ဘူးပေါ့နော်နိုင်အောင်ခုံမဲပေါ့နော်ဘယ်တော့ကောင်းမလဲဒီနားမှာပဲတိုင်ပဲတောင်းဆက်ခုံမဲ
မခုံတော့မခုံတော့ပဲရှိသေးတယ်တခါလေးပြုတ်ကြပြီတခြားလေးကိုဒါလေးကိုခုံနေနေတာခုံးမြဖြစ်နေတယ်ဘာလို့ငုံလေးပေါ့နော်ခုံမဲဝီပေးပြီဟေးကောင်းကောင်းမမှန်သေးတာဒီခါကျတော့ဒါတော့အပြေးခုနကပြောတဲ့အပြေးပြိုင်နေနေလေးပေါ့နော်အမြဲဆုံးတယောက်နဲ့ပြန်ရတာလို့မဟုတ်ဘူးဒီကလေးတော့မလေးသူနိုင်သွားပြီတဲ့မြင်နေတယ်သူကတော့မြင်တာဘာလေးလောက်ထားလဲတော့မသိဘူးဒါလေးပြေးမယ်နိုင်လားမသိဘူးပေါ့နော်နိုင်လောက်မှချင်းနေလောက်ပြေးနေရတယ်ဆိုတော့ပြေးမယ်ဒီလောက်ပြေးနေရတယ်ဆိုတော့နည်းနည်းမြင်နေရပြီသူမြကနေပြန်စားပြီတော့ဖြည်းဖြည်းလေးသွားနေရပါပြီဒါလေးကတော့မတရားဘူးပေါ့နော်မတရားဘူးဟိုနိုင်တာတော့နှစ်ခေါက်ရှိပြီပေါ့နော်အဲ့ဟာလေးကိုဦးကလေးတော့ဖောက်ကြည့်ရအောင်အစိမ်းရောင်ရမှာနီအောင်မဟုတ်အစိမ်းရောင်ရဦးကလေးတော့ဖောက်ကြပဲဦးကလေးတော့ဖောက်မယ်တဲ့ရဦးကလေးက9ဝင်းတဲ့ပိုင်ဝင်းဆိုတော့မရောက်ပိုင်ဝင်းဆိုတော့မရောက်ဘူးပေါ့နော်အဲ့ဆိုဒီဝင်းကိုနေမယ်ဘာလေးပေါက်မလဲမသိဘူးကဲစားပါပြီဘာလေးလဲကြောက်ကလေးပဲကဲပတ်ကိုနေမယ်ပြီးဒီကြောက်ကလေးကို EQUMP ဆိုတာလေးကိုနေမယ် chips လေးနေမလို့ဆေးရုံလေးဖြစ်သွားရင်ကိုနောက်ရလာပါပြီအဲဆိုလို့ရှိရင်မလို့ speed ပို့တက်ပါတယ် speed ဒါရီကနေတော့မရအောင်အမျောကမရနော် 5 win မရ5 win ဒါရမလေး444 win နော်ဒါရတော်ခတ်ရပါတော့ဒီမျိုးခုံရင်းနဲ့ရတယ်လို့တော့ထင်တယ်အဲ့လိုပဲပြောပါပြီးရင်ရမှာလည်းမဟုတ်ဘူးထင်တာပဲဒီကောင်လေးအမြင်နဲ့အကောင်လေးတော်မြင်နေသူကမနာအမလေးပြင်းနေရတဲ့ပုံကြီးကတော်လေးကိုမြင်ရပါတယ်ဒီဂျူနီယာလေးတက်ကွေးမလေးသူနဲ့ထပ်ပြရအောင်မလားမဟုတ်တော့ဘူးနော်လို့ရတယ်အမျိုးထပ်မပြမတရားဘူးလေသူနဲ့ထပ်ပြရကရှုံးပြီပေါ့လို့ကဲတော့မနေရှိရရင်သွားလားနော်ဟောလေအင်းငေါ့ရှိရသွားခိုင်းနေပြီးသူပဲသွားမှာတည်နေတယ်မြင်လိုက်တဲ့မြင်ချက်ကြီးတော့ပြောနေတယ်ကျောင်းကိုကောင်းသူမြင်တဲ့မြင်ချက်ကြီးอ่ะမလေးဒီမြန်တရား40ကျော်တော့ကျန်သေးရပါတော့အဲဆိုတော့တူပြေးလိုက်ရပြင်းမယ်နော်ပြင်းမယ်နိုင်တော့ပြီဒီချေဒီရွတ်တက်နေတယ်အမလေးငါတမျိုးတော့တူထပ်ဖောက်ကြည့်မယ်ဘာလို့ပေါ့မသိဘူးထင်တော့ဝက်ကလေးနွားကလေးအဲဆိုတော့ဘယ်နွားကလေးကိုထုတ်ယူမယ်ထုတ်ယူပါမယ်ဒါပေမဲ့နွားကလေးနဲ့အဲ့လိုက်ပါနော်ဒီအလုံးလေးတော့ easy baby hey ဒီပဲနိုင်နိုင်ပါတယ်ဆိုနေမှာပဲတမျိုးထပ်ပြီးမရမလေးဒီမှာပါဒီမှာတော့ဒီမှာနေအောင်မယ်တော့ကြာနေအဲ့လုံးရကလဲစားမှာတစ်ခေါက်တော့နိုင်ဘူးဟာ
အားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာ Roblox လေးတွေကိုကြည့်ရင်တော့ like and subscribe လေးလုပ်ပေးကြပါဦးเนาะအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲတတား